အောက်ပိုင်းမစော့ခင်အကျော်ဘလို့ရှော့အောင်လဲဆိုတာမသိသေးတဲ့သူတွေအတွက်ကျွန်တော်သုံးတဲ့နီလန်တချို့ကိုမျှဝေပေးထားပါတယ်။ဘာချက်ဖြစ်ပါတယ်။ပထမဆုံးသိဖို့အတွက်ကျွန်တော်တို့ leg swing လုပ်ပါမယ်။ခြေထောက်ကိုရှေ့နောက်ရဲ့ဘယ်ညာရဲ့လွှဲပေးပါ။တစ်ဖက်စီကိုစက္ကန့်30လောက်လုပ်ပေးပါ။နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ standing hip opener လုပ်ပါမယ်။တစ်ဖက်ကို10ချိန်10ချိန်လောက်လုပ်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့90 hip switch လုပ်ပါမယ်။စက္ကန့်30လောက်လုပ်ပေးရင်ရပါပြီ။နောက်တစ်ခုအနေနဲ့ကျွန်တော် deep squat ထိုင်ပြီးတော့ A stand လုပ်တာကိုလုပ်ပါတယ်။10ချိန်10ချိန်လောက်လုပ်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့ wall greater stretch ကျွန်တော်လုပ်ပါတယ်။ဘယ်ညာစုစုပေါင်း6ချိန်လောက်လုပ်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့ glute activation ရဖို့အတွက်ကျွန်တော် glute bridge လုပ်ပါတယ်။12ချိန်15ချိန်လောက်လုပ်လို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော် hip flexor နဲ့ hamstring တွေအတွက်အခုပေါင်းပြီး dynamic stretching လေးလုပ်ပါတယ်။ပညာစုစုပေါင်း10ချိန်လောက်လုပ်ပေးပါ။နောက်ဆုံးအနေနဲ့ကျွန်တော် movement preparation အတွက် dynamic lunges နဲ့ squat ကိုခတ်သွက်လေးထိုင်ပါတယ်။ကျွန်တော်တို့15ချိန်အချိန်20လောက်လုပ်ပေးလို့ရပါတယ်။ဒါလေးကတော့ကျွန်တော်အောက်ပိုင်းလေးချိန်ကမလုပ်မီလုပ်လေးရှိတဲ့အကျော် short လေးချိန်ကလေးတွေပါ။အကုန်လုံးအစီအစဉ်တကြားလိုက်ဆော့လို့ရပါတယ်။ဗီဒီယိုကြည့်နေတဲ့လူတွေအတွက်အကျိုးရှိမှဆိုလို့ရှိရင်တကယ်ချင်းတွေသိအောင် share သွားပေးလို့ရပါတယ်။နောက်ထပ်အောက်ပိုင်းထိုင်ပြီးတော့အကျော်ဘယ်လိုပြန် short မလဲဆိုတာကိုသိချင်လို့ရှိရင် comment မှာ okay လို့မှတ်ငယ်ပေးပါ။ကျွန်တော်ဗီဒီယိုတစ်ပုတ်လုပ်သွားပေးပါမယ်။ follow မလုပ်ရသေးလို့ရှိရင်လည်း follow လုပ်သွားပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်